လိမ္မာကြမယ်ပြဆက် လက်ငါတော့တိတ်ညောင်းတာပဲကိုဟာကြည့်ရပြီဟာကြည့်ရအိုကွယ်စားစာတောင်းဘယ်စားကောင်းတယ်ဘယ်စားမကောင်းဘူးလို့ငါချင်းပဲရွေးရတယ် အေးမင်းကပြောတော့မင်းကကြည့်အောင်ကြည့်ရတာမဟုတ်ရင်အစာကိုလိုက်ရတာငါပါကွာ ထဲထဲအငွေတစ်ထောင်းလုံးနဲ့ကောင်းချင်းမောင်းမဲ့ဖြစ်ဖြစ်မာဆလာနဲ့တင်းနေတဲ့စက်သားရင်မဲ့ဖြစ်ဖြစ်ကိုမျက်စိကကြည့်အောင်ကြည့်ရတာကိုချီလက်ကလှမ်းအောင်လှမ်းရတာဟောဒီကိုချီတော့ကမင်းတို့ကိုတယ်မသွားရင်ရောက်ပါမလားမောင်တို့ရဲ့ ဟာအကိုလေးတို့မှားကြပါကောဒီဟောဒီမောင်ရွှေသားလေးကမဝိုင်းရင်အစာတွေလာဟတ်ဖြစ်ကုန်တော့မှာပေါ့ဗျာ မဟုတ်ဘူးကျမကလုံးများဆုံးကျမရွှေနှခမ်းကလေးသာဖွင့်မပေးရင်ဘယ်အစာမှဝင်လို့မရဘူးကြည့်ဒီတစ်ခါကျမရဲ့ဟောဒီနှခမ်းလေးကိုပိတ်ထားမယ်သိလား အေးဟုတ်တော့ဟုတ်တာပဲဟောတွေ့ပြီတို့ကိုကြီးကိုဝမ်းကအသက်သာဆုံးသူကဘာမှမလုပ်ဘူး အေးကွယ်သူများကရှာပေးယူပေးဝါပေးတဲ့အစာတွေကိုသူကြည့်တိုင်းနေတယ် ဟာဒါမျိုးတော့သူဖြစ်တယ်တဲ့ကြီးစီးစိမ်ခံနေတဲ့ကွဒါကြောင့်လူဝါဆုံးဖြစ်နေတာကဒီ ကိုကြီးအောင်ဆန္ဒပြမယ် ကျမကတကားကိုဖွင့်မပေးဘူးပိတ်ထားမယ် အေးဒီနေ့ကစားပြီးကိုကြီးဝမ်းကိုအစာလုံးဝမပေးဘူး ငါကတော့မျက်စိကိုဖွင့်မပေးဘူးပိတ်ထားမယ် တို့ကလည်းလုံးဝမလှုပ်ရှားတော့ပဲနေမယ် ကျမလည်းတကားမပြောတော့ဘူးနှခမ်းကိုပိတ်ထားမယ် အိုးပိတ်စားလိုက်တာတချို့တုံးနဲ့နီးနေပြီ ဟာမျက်စိတွေဝေဝါးလာပြီ နှခမ်းတွေကဖြူဖြရောဖြစ်လာပါလား အာငါရဲ့သွားရင်နားလာပြီ အောင်မလေးငါရှင်လက်တွေလောက်လို့မရတော့ဘူးခိလိုက်လာပါလား အေးငါညီတဲ့နှမတို့ကကိုကြီးဝမ်းဟာအလကဘာတစ်ခုမှသုံးကြဘူးလို့ယူဆနေကြတယ်အမှန်တော့ကိုကြီးဝမ်းဟာကိုခဏတစ်ခုလုံးရဲ့အပိစက်ကြီးပဲကွငါညီတဲ့နှမတို့ရှာပေးတဲ့အစာကိုဟောဒီကိုကြီးကကောင်းကောင်းကျင်ညအောင်လုပ်ပေးနေတယ်လေအစာကောင်းကောင်းကျင်ညတော့တွေ့တာဖြစ်လာပြီးငါညီတဲ့နှမတို့စီပဲပြန်ဖို့ပေးတယ်မဟုတ်လားကွဒါကြောင့်လဲမင်းတို့တွေမှာခွန်အားဖြစ်လာပြီးကြီးထွားလာနိုင်တာပေါ့ကျေလူကြီးများကလည်းဝမ်းနှလုံးကောင်းရင်ကောင်းမခဲဘူးလို့ဆိုကြတယ်မဟုတ်လား အချင်းရောက်တဲ့ဒီလူသားမကလည်းဒီဟန်ဆောင်နေကြတယ်ကလို့ကျွန်တော်တို့တွေငါးပုံပါကိုဒီဝမ်းနဲ့ဒီမှာလည်းမှားပါပါတယ်ကိုချွန်း ကဲဒါဖြစ်ထားကြအားလုံးလုံးကြစီလုံးညီညာအောင်ကြောင်းဖြာတယ်ကွငါညီတဲ့နှမတို့အားလုံးအလုံးလုံးကြမှကိုကြီးဝမ်းတို့မူသားစုတိုးတက်ချမ်းသာကြမယ်ကွ ဟုတ်ကဲ့ကိုကြီးဒီလိုညီမလေးတို့လည်းမှားကြပါတော့မယ်